Mobile Legends က Demon Slayer နဲ့ collaboration လုပ်ဖြစ်ခဲ့ရင်ဘာမှမပြောခင် Demon Slayer လို anime မျိုးနဲ့သာ Mobile Legends က collaboration လုပ်ခွင့်ရခဲ့မယ်ဆိုရင်လက်ရှိမှာနာမည်ကြီးလာပါတယ်ဆိုတဲ့ Moon ရဲ့ collaboration project တွေအားလုံးနောက်မှပြုတ်ကျပြီးကြံခဲ့ရလောက်အောင် fan base တောင်းပြီးတော့လိုချင်တဲ့သူအရန်များတဲ့ collaboration ကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။ Moon ဘက်ကလည်းဒါကိုသိလို့အဲ့ဒီ Demon Slayer ကိုဦးတည်ပြီးတော့ထုတ်လာတဲ့တချို့ hero အသစ်တွေလည်းရှိလို့နေပါတယ်။ဆက်ပြီးတော့မကြည့်ခင်မှာဒီမှာပါတဲ့အကြောင်းအရာတွေကကျွန်တော်ရဲ့စိတ်ကူးတတ်တာဖြစ်ပြီးတော့ Moon ဘက်ကဘာမှ official ကြီးညာထားတာမျိုး collaboration အတွက်ပြောထားတာမျိုးဘာမှမရှိသေးပါဘူး။ထွက်လာခဲ့ရင်ဆိုတဲ့သဘောမျိုးနဲ့ပဲတင်ဆက်တာပါ။အဲ့တော့စလိုက်ရအောင်။ Moon အနေနဲ့ဒီ Demon Slayer နဲ့ collaboration လုပ်ဖို့အတွက်တိတိတတ်တာကြီးဖြစ်နေတဲ့ hero နှစ်ကောင်ရှိပါတယ်။အဲ့ဒါက Yan Ulas နဲ့ Hirara ပါ။ Yan Ulas ကပစိန်ကြီးကိုကင်ထားတဲ့ကောင်ဆိုပေမဲ့ Tanjiro နဲ့ collaboration လုပ်လို့ရှိရင်လုပ်လို့ရမယ့်အနေအထားမျိုးဖြစ်ပါတယ်။သုံးတဲ့စပယ်တွေကမီးတွေတဖွာဖွာဖြန်းကနေထွက်တာဆိုတော့ Tanjiro ရဲ့ Hinokami Kagura ရဲ့အရသာမျိုးကိုခံစားရပါတယ်။ဒီတော့ Yan Ulas က Tanjiro ကိုဦးတည်ပြီးတော့အပြောင်းလဲလုပ်ထားတဲ့ Rebam hero တကောင်လို့ထင်ပါတယ်။ဒုတိယမြောက်တစ်ကောင်ကကြတော့အသစ်ထွက်ထားတာပူပူနွေ့နွေ့ဖြစ်တဲ့ Hirara ပါစပယ်နှစ်ကွက်ပဲပါတဲ့ထူးထူးဆန်းဆန်း hero လေးဖြစ်ပါတယ် Hirara အတွက်ဘယ်သူနဲ့ပြေးပြီးတော့မြင်မိလဲဆိုတော့ Nezuko-chan နဲ့ပြေးပြီးတော့မြင်ပါတယ် Hirara ရဲ့စပယ်သုံးတဲ့ပုံစံတွေသူ့ရဲ့ combo အတွဲဆက်တွေဟန်ပန်အမူအရာတွေက Nezuko နဲ့ရည်ရွယ်ပြီးတော့ထုတ်ထားတဲ့ hero လားလို့မေးစရာတော့မလိုပါဘူးအယောင်ကာလာလေးကလည်းခက်ဆင်ဆင်ပဲဆိုတော့တကယ်လို့သာ collaboration ဖြစ်လာခဲ့ Hirara က Nezuko အတွက်ဖြစ်ဖို့များပါတယ်နောက်ထပ်တတိယမြောက်ယူထားတဲ့ကောင်ကကြတော့ Zenitsu အတွက် hero ပါသူကလည်းပဲအရန်ကြီးရှာစရာမလိုပါဘူး Lancelot ရှိပါတယ် Lancelot ကလည်းဖတ်ဒီလိုသွားတဲ့ကောင် Zenitsu ကလည်းပဲသူ့ရဲ့ lightning breathing form မှာဖတ်သွားတဲ့ကောင်ဆိုတော့ဒီနှစ်ကောင်ကလုံးဝလိုက်ဖက်ညီပါတယ်တတိယမြောက်တစ်ကောင်ကကြတော့ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Inosuke ပါ Inosuke အတွက်ကလည်းပဲခက်ကြမ်းခက်ရမ်းဓာတ်နှချောင်းနဲ့ဆရာကြီး Martis ရှိပါတယ်စပယ်သုံးတဲ့ပုံစံနေနဲ့ချတဲ့ပုံစံတွေကအရန်ကြီးမဆိုင်ဘူးဆိုပေမဲ့အနေထားအရတော့ collaboration လုပ်မယ်ဆိုရင်လုပ်လို့ရပါတယ်နောက်ထပ်တစ်ကောင်ကကြတော့ Shinobu ပါ Shinobu အတွက် hero ကကြတော့ကျွန်တော်ရဲ့ favorite hero ထဲမှာပါတဲ့ Benedetta ဖြစ်ပါတယ်ဒီနှစ်ကောင်ကလည်းပဲလုံးမယ်ဆိုရင်လုပ်လို့ရတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဓာတ်နဲ့ရွှေခနဲသွားတဲ့ပုံစံလေးတွေကနုညံ့လေးမဟုတ်တော့လေပဲနုညံ့အောင်လုပ်ရင်နုညံ့လို့ရပါတယ်အဲ့တော့ Benedetta နဲ့ Shinobu နဲ့ကိုလည်းပဲ collaboration လုပ်လိုက်ရင်အဆင်ပြေသွားမယ်လို့ခံစားမိပါတယ်နောက်ပြီးရင်တော့ fan ရဲ့ favorite ဖြစ်တဲ့ Giyu ပါ Giyu အတွက်ကကြတော့ရွေးစရာ hero များဆဆမရှိဘဲနဲ့အတင်းကြီးမှ collaboration လုပ်ချင်လို့ရှိရင်အလူကက်လို hero မျိုးခါလီလို hero မျိုးရှိပါတယ်အလူကက်နဲ့ကတော့ပို့ပြီးတော့တင့်တော်မယ်လို့ခံစားရတယ်ဗျအလူကက်ရဲ့စပယ်သုံးတဲ့ပုံစံတွေမှာ water style ကိုဇွတ်တင်းထိုးထည့်မယ်ဆိုရင်တော့ရကောင်းရပါလိမ့်မယ်ခါလီကလည်းပဲထိုနည်းတူပါပဲသူ့ရဲ့ one pat တဲ့ပုံစံတွေဒူးသွေးဖြစ်တဲ့ပုံစံတွေ ultimate တွေကအရင်ကြီးမဆိုင်ဘူးဆိုပေမဲ့ water breathing style နဲ့တွဲဖက်လို့ရမယ့်အနေအထားမျိုးတော့ရှိပါတယ်အထင်ကြီးသက်သာဖြစ်တာမို့လို့ကျွန်တော်ခံမှန်းထားတာကလွယ်ကောင်းနဲ့လွဲမှာပါတကယ်လဲဒီ collaboration ကြီးကဖြစ်လာချင်မှဖြစ်လာပါလိမ့်မယ်နောက်ဆုံးပြောပြမယ့်တကောင်ကကြတော့ Mushiro ပါ Mushiro နဲ့ကကြတော့လင်းကအလိုက်ဖက်ဆုံးလို့ပြောလို့ရပါတယ် Miss breathing စတိုင်နဲ့လင်းရဲ့ပုံစံစတိုင်ကနည်းနည်းလေးနီးနီးဆက်ဆက်ရှိတာမို့လို့တွဲလို့ရတဲ့ hero မျိုးပါလင်းအနေနဲ့ Bleach နဲ့လည်း collaboration ရှိသေးတာမို့လို့သေချာတော့မသေချာပါဘူးတကယ်လို့ထုတ်မယ်ဆိုရင်တော့ထုတ်လို့ရပါတယ်Demon Slayer နဲ့ Moon နဲ့ဂျားထဲမှာဘာမှ collaboration တည်မထွက်ဘူးဆိုပေမဲ့ကျွန်တော်ရှေ့ကပြောခဲ့တဲ့ hero တချို့မှာတော့ balance skin တွေရှိထားပါတယ်အဲ့တော့က Ulas ရဲ့ new skin ကလည်းပဲမကြခင်မှာလာဖို့ရှိတယ်လို့ Lancelot ရဲ့ new skin လည်းရှိပါတယ်ပြီးတော့ Link ရဲ့ new skin Martis ရဲ့ new skin Benedetta ရဲ့ new skin ဒီလိုမျိုး balance skin တွေထွက်ထားတာဖြစ်တဲ့အတွက်ဒီ skin နေရာတွေမှာဘာတွေပဲဖြစ်အစားထိုးပြီးတော့ရောက်လာမှာပါအဲ့တော့က collaboration skin တွေလည်းဖြစ်နိုင်တယ်လို့တခြားသော skin တွေလည်းဖြစ်နိုင်ပါတယ်Demon Slayer နဲ့ collaboration ဖြစ်ခဲ့ရဆိုရင်လည်းပဲဒီနှစ်နောက်နှစ်မဖြစ်နိုင်သေးပါဘူးအနိုင်ဆုံးကတော့2028လောက်မှပဲကျွန်တော်တို့တွေတွေ့ရနိုင်ပါတယ်ပရိသတ်တွေရောအခုကျွန်တော်ပြောခဲ့တဲ့ Demon Slayer နဲ့ Moon နဲ့ collaboration မှာတကယ်လို့သာဟုတ်ခဲ့မယ်ဆိုရင်ဘယ် hero တွေအတွက်ဘယ် character တွေကိုဖြစ်စေချင်လဲစိတ်ထဲမှာရှိတဲ့အတိုင်းပြောချင်စိတ်ရှိရင်ပြောခဲ့လို့ရပါတယ်နောက်ထပ်လည်း channel မှာဒီလိုမျိုးစိတ်ဝင်စားစရာ Moon နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Mobile Legends နဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးအောင်မှာမို့လို့သဘောကျတယ်ဆိုရင် channel လေးကို like and subscribe လုပ်သွားခဲ့ဖို့အတွက်လည်းမမေ့ပါနဲ့ဦးဗျနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြတာပေါ့